ကျွန်တော်တို့ကအလုပ်ထဲမှာကိုယ့်ရဲ့လုပ်ဖို့ကိုင်မှာတငယ်ချင်းတွေဆက်ဆံရေးတွေကအေးလာတဲ့တက်မှမှုတွေဖြစ်လာပြီးတော့ကိုယ့်အဖွဲ့နဲ့တသားတည်းကြမနေတော့ဘူးဆိုရင်အလုပ်လုပ်ရတာအဆင်ပြေမှာမဟုတ်တော့ဘူးအဲ့လိုမှမဟုတ်ပဲကိုယ့်လုပ်ဖို့ကိုင်မှာတငယ်ချင်းတွေပြပြရွှင်ရွှင်အလုပ်လုပ်ချင်တယ်ဆိုရင်တည်ထားမယ်အချက်၅ချက်ကိုမျှဝေပေးပါမယ်အလုပ်တစ်ခုစလုပ်တဲ့အခါမှာဒီမင်းသားစိမ်းနေနဲ့ပထမဆုံးအချိန်စတွေ့တဲ့ first impression ကအရေးကြီးပါတယ် first impression ကောင်းမှုအတွက်ဆိုရင်မြင်လက်ဆွဲနှုတ်ဆက်တာနှုတ်ဆက်တဲ့အချိန်လေးစကားပြောတဲ့အချိန်မှာဆိုရင် eye contact ရှိတာပြုံးပြတာမျိုးကြီးကျွန်တော်လုပ်ရပါမယ်ဒီလိုမျိုးကြီးလုပ်လိုက်ခြင်းအဖြစ်တစ်ဖက်လူရဲ့စိတ်ထဲမှာဒီလူတယောက်ကစိတ်ချရတယ်ယုံကြည်ရတယ်ဆိုတဲ့ခံစားချက်ရပြီးတော့ဒီလူတယောက်နဲ့တွဲပြီးတော့အလုပ်လုပ်မယ်အလုပ်မလုပ်ဘူးဆိုတဲ့ကိစ္စမျိုးတွေကျွန်တော်တို့ဖြစ်လာပါတယ်အလုံးဝင်တဲ့ကနဦးပိုင်းကာလာတွေမှာကိုယ့်ရဲ့လုပ်ရက်တွေအပြောအဆိုတွေကကိုယ်ဆက်သွားမဲ့လုပ်ငန်းခွင်ထဲမှာပေါင်းဆက်ဆံရေးမှာအတိုင်းအတာတစ်ခုထိအောင်ဆုံးဖြတ်ပေးတယ်ဆိုတာကိုသိထားပါမယ်ကိုယ့်ရဲ့လုပ်ဖို့ကိုင်မဲ့တငယ်ချင်းတွေနဲ့အဆင်ပြေခြင်းတယ်ဆိုရင်နံပါတ်1ရှင်းရှင်းလင်းလင်းပြောတတ်ဖို့လိုအပ်ပါတယ်ကိုကဒီကိစ္စကိုလုပ်မဒီကိစ္စကိုမလုပ်ဘူးကိုယ့်ရဲ့အကြံဉာဏ်တွေကိုတွယ်ဝိုင်းမနေပဲရှင်းရှင်းလင်းလင်းပြောလိုက်ခြင်းအပြင်ကိုယ့်ရဲ့အဖွဲ့သားတွေကလည်းနားလည်မှုမလွဲပဲနဲ့ကိုလိုချင်တဲ့ရလဒ်ကိုရမှာဖြစ်ပါတယ်ဒီလိုမျိုးရှင်းရှင်းလင်းလင်းပြောလိုက်ခြင်းအပြင်တစ်ဖက်လူအပေါ်မှာသူ့ရဲ့အချိန်နဲ့အာယုံဆိုင်မှုကိုလေးစားကြောင်းပြသရတယ်ရောက်ပါတယ်နံပါတ်1တစ်ဖက်သားအပေါ်မှာအမှန်တကယ်စိတ်ဝင်စားမှုရှိပြီးတော့တကြောပြောဆိုနိုင်စွမ်းရှိဖို့လိုအပ်ပါတယ်တချို့တွေကကျတော့ကဘာကြီးဘာဖြစ်နေလဲဆိုတော့သူတို့စိတ်ဝင်စားဘူးသူတို့သွားကြိုက်တာတော့ပဲသူတို့စိတ်ဝင်စားတယ်လူမျိုးတွေလည်းရှိတယ်ပေါ့လေတစ်ဖက်လူကသူ့အကြောင်းကိုမျှဝေနေတဲ့အချိန်မှာကိုကမေကုန်းလေးတွေမေးပြီးတော့သူပြောတဲ့အကြောင်းကိုကတကယ်စိတ်ဝင်စားတယ်ဆိုတဲ့ပုံစံမျိုးကိုပြသလို့ရပါတယ်ကိုကနားထောင်တဲ့အခါမှာဆိုရင်လည်းစကားလုံးတွေမဟုတ်ပဲသူစကားလုံးတွေရဲ့နောက်ွယ်ကကျွန်တော်ခံစားချက်တွေရည်ရွယ်ချက်တွေကိုနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်ဥပမာကိုကမန်နေဂျာတယောက်ဖြစ်တယ်ဆိုရင်လည်းကိုလက်အောက်ငယ်သားတယောက်ကအလုပ်တွေအရင်များလို့စိတ်ပင်ပန်းနေတဲ့ပုံပေါက်တယ်ဆိုရင်အရင် pressure ပေးမယ်အစားသူ့ကိုနေ့သိစကားလေးတစ်ခုပေးပြီးတော့အပေးမယ်ဆိုရင်သူ့ရဲ့လှုပ်ဆောင်ချက်တွေကသူ့ရဲ့ဆွဲဆောင်ရည်တွေကပို့ပြီးတော့မြင့်တက်လာမှာဖြစ်ပါတယ်မတ်3ချက်ကတော့တင်းတော်တဲ့ကိုအမူအရာနဲ့အတန်တွေအတန်ထားတွေရှိဖို့လိုအပ်ပါတယ်ဥပမာတစ်ဖက်သူကစကားပြောတဲ့အချိန်မှာကိုကခန္ဓာကိုယ်ရှိနေတဲ့ကိုင်းထားတာအိုင်းကွန်တဲ့ရှိတာလိုအပ်တဲ့အချိန်မှာခေါင်းကြီးပြတာမျိုးတွေလုပ်လိုက်ခြင်းအပြင်တစ်ဖက်လူရဲ့ပြောစကားကိုအာယုံဆိုင်တယ်ဆိုတာပြသရရောက်ပါတယ်ဒီလိုမျိုးမဟုတ်ပဲကိုကသူစကားပြောတဲ့အချိန်မှာလက်ကြီးပိုက်ထားတာတောင်ကြီးမြောက်ကြီးလုပ်တာဆိုရင်သူစကားပြောတာကိုလက်မခံဘူးအာယုံမဆိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတွေတက်ရောက်ပါတယ်အတန်တွေအတန်ထားရတယ်အရေးကြီးပါတယ်ဥပမာဘာလဲဆိုလို့ရှိရင်ကိုမတိလို့မိလိုက်တဲ့မိကုန်းဖြစ်ပါတယ်အဲ့ဒါကိုမှကိုကဘာလဲဆိုလို့ရှိရင်ကိုကဒါဆိုရင်ရန်တွေးတဲ့ပုံစံမျိုးကျွန်တော်ဖြစ်သွားပြီဒါအတွက်ကြောင့်မို့ကိုကစကားပြောတဲ့အချိန်မှာလည်းတည်ငြိမ်မှုလိုရပါလေဒါမှလည်းတစ်ဖက်လူကဒီတယောက်ကယုံကြည်မှုရှိပြီးတော့တည်ငြိမ်တဲ့လူတယောက်ဖြစ်တယ်လို့ကျွန်တော်သတ်မှတ်သွားပါတယ်အဲ့လိုမှမဟုတ်ပဲကိုကရန်လိုတဲ့ပုံစံမျိုးနဲ့ပြောနေမယ်ဆိုရင်ကို့အဖွဲ့သားတွေနဲ့တင်မှမှုတွေဖြစ်လာနိုင်ပါတယ်နံပါတ်4ချက်ကတော့အလားပါတလားပါပြောဖို့လိုအပ်ပါတယ်ဒီချက်ကအရေးမကြီးဘူးဆိုပေမဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ကို့အဖွဲ့သားတွေနဲ့အလားပါတလားပါပြောဖို့လိုအပ်ပါတယ်ဥပမာဒီလက်တလောရေပန်းစားနေတဲ့အကြောင်းအရာမျိုးတွေပိတ်ရက်ကိုဘယ်သွားမယ်ဆိုတဲ့အကြောင်းအရာမျိုးလေးတွေကိုကျွန်တော်ပြောသင့်ပါတယ်ဒီလိုမျိုးပြောတဲ့ခြင်းအပြင်ကိုကတီးခြားကြီးဖြစ်မနေတော့ဘဲနဲ့ကို့အဖွဲ့သားတွေနဲ့တသားတည်းဖြစ်နေမှာဖြစ်ပါတယ်ဒီနေရာမှာတခုတတိထားမှာကိုရေးကိုရာကိစ္စမျိုးတွေနဲ့ငင်းပွားမဲ့ကိစ္စမျိုးတွေကိုရှောင်ရပါမယ်ဥပမာကိုကမန်ယူဖန်သူကချက်စီဖန်ဆိုလို့ရှိရင်အဲ့မှာထပြီးတော့အငင်းပွားစရာကိစ္စမျိုးတွေဖြစ်လာပါတယ်အဲ့တော့ကြောင့်မို့အငင်းပွားစရာကိစ္စမျိုးတွေနဲ့ကိုရေးကိုရာအချက်လက်တွေကိုတော့ကျွန်တော်ရှောင်ဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့တစ်ဖက်လူရဲ့စီးဒီကိုသိဖို့လိုအပ်ပါတယ်ကိုကလှုပ်ဖို့အကိုင်ပဲအတစ်တယောက်ကိုချင်းကတ်တော့မယ်ဆိုရင်သူတန်ဖိုးထားတဲ့စီးဒီကိုသိဖို့လိုအပ်ပါတယ်ဥပမာတချို့လူတွေကမနက်ခင်းပိုင်းဆိုရင်စကားလာပြောတာမကြိုက်ဘူးတချို့တွေကအလုပ်အရန်များတဲ့အချိန်မှာဆိုရင်စကားပြောတာမကြိုက်ဘူးဒါတွေကိုသိထားဖို့လိုအပ်ပါတယ်ဒါတွေသိမှလည်းကိုကပေါင်းသင်းဆက်ဆံရေးမှာအဆင်ပြေမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုနှိမ့်ချုပ်ပြန်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ဖို့အကိုင်ဘက်တွေနဲ့အဆင်ပြေနေဆိုရင်နံပါတ်1ရှင်းရှင်းလင်းပြောတတ်ဖို့လိုအပ်ပါတယ်နံပါတ်2တစ်ဖက်သားပေါ်မှာအမှန်တကယ်စိတ်ဝင်စားဖို့လိုအပ်ပါတယ်နံပါတ်3တင်းတော်တဲ့ကိုအမူအရာနဲ့အတန်ဒီတန်တာတွေရှိဖို့လိုအပ်ပါတယ်နံပါတ်4အလားပါတလားပါပြောဖို့လိုအပ်ပါတယ်နောက်ဆုံးချက်ကတော့သူတို့ရဲ့တန်ဖိုးထားတဲ့စီဒီကိုသိဖို့လိုအပ်ပါတယ်ဒီချက်တွေကိုကိုယ့်ရဲ့နေစဉ်ဘဝတွေကပုံစံစံရေးတွေမှာထည့်သုံးမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ဖို့ကိုင်မဲ့တငယ်ချင်းတွေနဲ့ခိုင်မာပြီးတော့စိတ်ကျဉ်တဲ့ဆရာကောင်းတဲ့ဆက်ဆံရေးတွေကိုတိဆောက်လာနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကအပြေအဝအကျိုးရှိတယ်လို့တော့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာဆက်တွေ့မယ်